နတ်ဖျားတွေကလူသားတွေလိုမျိုးမချင်နိုင်ဘူးလို့ပြောကြတယ်။သူတို့မှာနှာချင်ဝန်းနေခြင်းတွေနဲ့ဆုံးရှုံးနိုင်ခြင်းတွေမရှိပါဘူးတဲ့။ဒါပေမဲ့တစ်ချိန်လုံးကတော့ကမ္ဘာပေါ်မှာသူ့ရဲ့ခြေလမ်းတွေရပ်တန့်သွားခဲ့တဲ့နတ်ဖျားတစ်ပါးရှိခဲ့ပူပါတယ်။သူကိုလှိမ်မြန်တဲ့သူလှိမ်စားတတ်တဲ့သူကမ္ဘာအသီးသီးကိုဖျက်ချော်နိုင်တဲ့နတ်ဖျားအဖြစ်သတ်မှတ်ကြပါတယ်။သူကကောင်းကင်နဲ့မြေကြီးကြားသတင်းစကားတွေပို့ဆောင်ရင်တည်သွားတဲ့သူတွေရဲ့ဝိညာဉ်ကိုလည်းနောက်ဘဝကိုလမ်းပြပေးရတဲ့တမန်တော်နတ်ဖျားလည်းဖြစ်ပါတယ်တဲ့။သူကတော့ဟာမစ်ပါ။သူကတနေ့မှာတော့ဘယ်နတ်ဖျားမှမထီတွေ့တဲ့အရာတစ်ခုကိုမတော်တဆရှာတွေ့ခဲ့ပါတယ်။အဲဒါကတော့ထာဝရတည်မြဲဖို့အတွက်တိတ်ကိုနူးညံ့လွန်းတဲ့ချစ်ချင်းမြတ်တာပါ။ဒီအရာအလုံးကຫນွေဦးမှာပဲစတင်ခဲ့ပါတယ်။လေတုကနှွေးထွေးနေပြီးအရှိပြောကြနေတဲ့စီးနှင်းတွေကြောင့်မြည်ရည်များကရှန်တက်နေခဲ့တယ်။အဲ့ဒီချိန်မှာနတ်ဖျားများနဲ့လူသားတွေကြားထဲကအဆုံးမရှိတဲ့အလုပ်တွေကိုညှင်းငွေလာတဲ့ဟာမစ်ကတော့အိုလံဘတ်ကနေလူပြည်ကိုဆင်းသက်လာခဲ့ပါတယ်။သူကသူ့ကျောင်းသားတွေရဲ့တာယာတဲ့သချင်းဆိုတဲ့နေပြန်လွင်နေတဲ့တက်ဆော်လီဒေတာရဲ့ဂျိုင်ဝမ်တွေမှာလှည့်လည်ရင်းနဲ့အနားယူနေခဲ့ပါတယ်။ညနေခင်းရဲ့အလေးရောင်ကြောင့်ရွှေရောင်တောက်နေတဲ့ချောင်းတစ်ခုစီရောက်တဲ့အခါမှာတော့တစုံတစ်ခုကြောင့်ဟာမစ်ရဲ့ခြေလမ်းတွေကရပ်တန့်သွားခဲ့ပါတယ်။ဒါကတော့အလေးစားပေါက်နေတဲ့စိတ်မြစ်တွေကိုစူဆောင်းရင်းနဲ့လက်ဖျားတစ်ပါးကိုတော့ဖန်ဆားနိုင်လောက်အောင်တာယာကျိတ်ညောင်းတဲ့သချင်းတစ်ပုဒ်ကိုညီးဆူနေတဲ့လူသားတဦးပဲဖြစ်ပါတယ်။သူ့ရဲ့ရွှေရောင်စပင်တွေကရှိတ်သိမ်းငံဒီဂျုံပင်တွေလိုမျိုးလေထဲမှာပြန့်လွင့်နေပြီးမျက်လုံးတွေကတော့သမုဒ္ဒရာကြီးကိုခွေယူထားသလားလို့အောင်ထင်မှတ်ရပါတယ်တဲ့။သူရဲ့နာမည်ကတော့ Crocus ပဲဖြစ်ပါတယ်။ Crocus ကတာမန်လူသားတစ်ယောက်ဖြစ်ပေမဲ့သူ့ရဲ့ပုံရိပ်ကဟာမစ်ရဲ့နှလုံးသားထဲမှာအမည်မတက်နိုင်တဲ့အရာတစ်ခုအဖြစ်စတင်လောင်ကျွမ်းခဲ့ပါတယ်။ဟာမစ်ကခရီးသွားတူအဖြစ်ဟန်ဆောင်ရင်းနဲ့သူ့ကိုနှုတ်ဆက်လိုက်တယ်။ဒီချောင်းကိုမကြာခဏသချင်းဆိုပြလေးရှိရလားတဲ့သူကမေးလိုက်တယ်။ Crocus ကတော့ပြောရင်းနဲ့ပဲအဲ့ဒါကကျွန်တော်ကိုမှတ်မိစေခြင်းတဲ့အခါမှာဆိုတာပါတဲ့အဖေကိုသဘောကျသွားတဲ့ဟာမစ်ကတော့ရဲလိုက်ရင်းနဲ့ပဲအဲ့ဒါဆိုရင်တော့ဒီချောင်းကအချိန်ကြာကြီးသချင်းဆိုနေရလိမ့်မယ်လို့ပြန်ပြောလိုက်တယ်။အဲ့ဒီလိုနဲ့ကောင်းကင်ဘုံနဲ့မြေအောက်ကိုအမြဲမပြတ်ခီးသွားနေရတဲ့တမန်တော်နဲ့ဖျားကတော့လူအတွက်ရနာဖို့အကြောင်းပြချက်တစ်ခုကိုရှာတွေ့ခဲ့ပါတယ်။အလိုနဲ့ရတတပတ်တွေကတဖြည်းဖြည်းနဲ့ကုံလွန်လာခဲ့တယ်။တစ်ချိန်လုံးကနတ်ပုံနဲ့ငရဲပြည်ကြားထဲမှာလှည့်မြန်စွာပြန်တန်းခဲ့တဲ့ဟာမစ်ကအခုခါမှာတော့ Crocus ကိုဘေးနားထားပြီးလူသားတို့ရဲ့ကဘာမှာဖြင်းညင်းစွာလမ်းလျှောက်ရင်အချိန်ဖြုံးနေခဲ့ပါတယ်။သူတို့နှစ်ဦးကတလွင်ပင်တွေအောက်မှာကိုတွေ့ဇလန်းတွေကိုမျှဝေကြတယ်။မြေကမ်းနားတစ်လျှောက်မှာပြေးလွှားကစားကြပြီးတော့ညအခါမှာကောင်းကင်ကိုလွှမ်းခြုံထားတဲ့ကျဲတာယာတွေကိုတူတူကြည့်ရှုခဲ့ကြတယ်တဲ့။ကောင်းကင်ယံမှာရှိနေတဲ့ကျင်းစင်စုတာရဲ့အကြောင်းကိုသိတဲ့ဟာမစ်က Crocus ကိုသူတို့အကြောင်းတွေအမြဲပြပြလေးရှိပါတယ်။တညမှာတော့ဟာမစ်ကကောင်းကင်ယံမှာမိတ်တုတ်တုတ်လင်းနေတဲ့ကျဲလီတစ်လုံးကိုလက်ညှိုးထိုးရင်းနဲ့ပဲတရက်မှာကကြမ္မာနတ်သမီးတွေကမင်းကိုငါစီကခေါ်သွားခဲ့ရင်မင်းရဲ့စိတ်ဝိညာဉ်ကိုဒီကျဲလေးရဲ့မှာသိမ်းထားခြင်းနဲ့လို့ပြောလိုက်တယ်။ Crocus ကညင်သားစွာရဲလိုက်ရင်းနဲ့ပဲလမ်းပြပေးရဲ့နတ်ဖျားကလမ်းပြောက်သွားရင်လူသားတွေကဘာလို့ရမှာလဲလို့ပြန်မေးလိုက်တယ်။ဟာမစ်ကပြုံးပြလိုက်ပေမဲ့အဖြေမပေးဘူး။ဘာကြောင့်လဲဆိုတော့သူကိုယ်တိုင်ကလည်းလမ်းပြောက်သွားနိုင်တယ်ဆိုတာကိုပထမဆုံးချိန်ဖြစ်ကြောက်စိတ်ဝင်လာခဲ့တာကြောင့်ပါ။တကယ်တော့နတ်ဖျားနဲ့လူသားကြားကချစ်ချင်းမြတ်တာဆိုတာဟာတားမြစ်ထားတဲ့အရာပဲဖြစ်ပါတယ်။ဘယ်တော့မှမသိဆုံးနိုင်တဲ့နတ်ဖျားတစ်ပါးနဲ့တေမျိုးဖြစ်တဲ့လူသားကြားကအချစ်ဆိုတာကနှလုံးခုန်တန်လိုမျိုးတူတောင်းပြီးတော့နှင်းဆက်လေးတွေလိုမျိုးကြည်လွယ်ပါတယ်။ဒါကိုသိပေမဲ့ဟာမစ်ကသူကိုယ်သူမထိန်ချုံနိုင်ခဲ့ပါဘူး။ Crocus ကလည်းဟာမစ်ရဲ့အထီးတွေနဲ့နေထိုင်ပုံတွေကမြင့်မြတ်တဲ့နတ်ဖျားတစ်ပါးဖြစ်ကြောင်းကိုသိနေခဲ့ပေမဲ့သူနှလုံးသားကဟာမစ်ကိုဖမ်းဆုပ်ထားခဲ့ပါတယ်။အဲ့လိုနဲ့ပဲသူတို့ရဲ့နှလုံးသားတွေကဒီလိုသားစီးမှုတွေကြားထဲကနေလှုပ်ဝက်စွာဆုံစည်းခဲ့ကြပါတော့တယ်။နတ်ဖျားတွေကတော့ချစ်ချင်းမြတ်တာကတဘာဝကိုမဆန့်ကျင်နိုင်ကြောင်းဟာမစ်ကိုသတိပေးနေကြတာပေါ့။တိတ်ချစ်ကြတဲ့ချစ်သူနှစ်ဦးကတော့အချိန်တွေကိုတူတူကုန်လုံးရင်းနဲ့ပဲတူတူရှိနေခဲ့ကြပါတယ်။တားရတဲ့နနက်ခင်းတစ်ခုမှာတော့သူတို့နှစ်ယောက်ကဒစ်ကတ်ကစားနေကြပါတယ်။ချစ်သူရဲ့အထင်ကြီးမှုကိုရဖို့အတွက်ဟာမစ်ကလူသားတအုပ်ရဲ့အားနဲ့မရှင်နိုင်တဲ့နေရာထိရောက်အောင်ဒစ်ကတ်ပြားကိုပြစ်လိုက်တယ်။ Crocus ကတော့ရီမောရင်းနဲ့ပဲဒစ်ကတ်ပြားကိုပြန်ယူဖို့အတွက်ပြေးသွားပါတော့တယ်။
အဲ့ချိန်မှာဟာမစ်ကခဏဆောင်ဖို့လှမ်းထားလိုက်ပေမဲ့မမီလိုက်ပါဘူးသူ့ရဲ့သတိပေးစကားမဆုံးခင်မှာပဲဒစ်ကပ်ပြားကကန့်ကျမတစ်ခုကိုစီရင်လိုက်ပါတော့တယ်နနာချင်းချင်းအော်လိုက်တဲ့အတန်တစ်ချက်အဲ့ဒီနောက်မှာတော့အရာအားလုံးတိတ်ဆိတ်သွားခဲ့တယ်ခရူဂတ်ရဲ့ရဲတန်းတွေကပျောက်ဆုံးသွားခဲ့ပြီးသူကမြေပြင်ပေါ်ကိုလဲသွားခဲ့တယ်ဟာမစ်ကသူ့နားရောက်တဲ့အခါမှာတော့ခရူဂတ်ရဲ့သွေးတွေကမြေကြီးထဲကိုစိမ့်ဝင်နေခဲ့ပြီးဟာမစ်ကသူ့ထောက်ထိုင်ချလိုက်ပြီးတော့သူချစ်သူရဲ့ကိုယ်ပွေဖတ်ထားလိုက်တယ်။မဖြစ်နိုင်ဘူး။ဒါလုံးဝမဖြစ်နိုင်ဘူး။ဒါကတကယ်မဟုတ်ဘူးလို့သူကခရောင်ကရမ်းရေရွှတ်နေရဲ့။သူရဲ့လက်ဖွားတွေကိုတရားပေါ်ဖိထားပြီးတော့မြင့်မြတ်တဲ့မန်နန်တွေအနာကျစီရဲ့ဂါရာတွေကိုရွတ်ဆိုနေခဲ့တယ်။ဒါပေမဲ့ခရူဂတ်ရဲ့မျက်လုံးတွေမှာတော့အလင်းရောင်ပြောက်ကွယ်နေခဲ့ပါပြီ။နဖျားတွေရဲ့တမန်တော်ကတိတ်ဆုံးသူတွေရဲ့ဝိညာဉ်များစွာကိုနောက်ဘဝကိုပို့ဆောင်ပေးခဲ့ပေမဲ့ဒီအချိန်မှာတော့ဒီဝိညာဉ်လေးကိုပို့ဆောင်ပေးဖို့သူဘလို့မှမစွမ်းနိုင်တော့ပါဘူးခီးတွေအမြဲသွားနေရတဲ့နတ်ဖျားကပထမဆုံးချိန်ဖြစ်သူဟာနေရာတစ်ခုထဲမှာပိတ်မိနေရဆိုတာကိုတွေ့ရှိခဲ့ရတယ်အဲ့ဒါကသူချစ်ရသူရဲ့ခန္ဓာကိုယ်ဘေးမှာဒူးထောက်ရင်းနေပေါ့လေသူကကံကြမ္မာနဲ့သမီးတွေကိုသူချစ်သူရဲ့ဝိညာဉ်ပြန်ပေးဖို့အတွက်တောင်းပန်ခဲ့ပါတယ်ဒါအပြင်ဇုစ်နဲ့ဟေဒီစ်ကိုပါသူကတောင်းဆိုခဲ့ပါတယ်သူ့ရဲ့ထာဝရတည်မြဲမှုကိုလူသားတအုပ်ရဲ့အသက်ရှူတန်တစ်ချက်အတွက်လဲလှယ်ပါမယ်ဆိုပြီးတော့ပေါ့ဒါပေမဲ့နတ်ဖျားတွေကိုယ်တိုင်တော့မှကံကြမ္မာကိုပြောင်းလဲနိုင်စွမ်းမရှိခဲ့ပါဘူးဒီလိုနဲ့ဟာမစ်ကသူ့ရဲ့ချစ်သူဘေးနားမှာ3 ရက် 3 ညလုံးမလှုပ်မရှက်ပဲရှင်နေခဲ့ပါတယ်၄ ရက်မြောက်နေ့မနက်မိုးတောက်ချိန်မှာတော့သူကခရူကတ်ရဲ့နှစ်ဖူးကိုညင်တသားလေးနှမ်းလိုက်ပြီးတော့ကိုမင်းကိုမကဲတင်နိုင်ရင်တော့ကဘာကမင်းကိုမှတ်မိနေအောင်ငါဖန်တီးမယ်လို့တူတူလေးပြောလိုက်တယ်။အဲ့ဒီချိန်မှာခရူကတ်ရဲ့သွေးတွေကြားခဲ့တဲ့မြေပြင်မှာတင်းငယ်တဲ့ပန်းဖူးလေးတစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒီပန်းလေးကခရမ်းရရောင်ရှိပြီးတော့သူ့ရဲ့အလဲမှာတော့ရွှေရောင်ရှိတဲ့နူးညံ့တဲ့ပန်းမွန်လေးပဲဖြစ်ပါတယ်။ပွင့်ဖက်လေးတွေကကောင်းကင်ကိုလက်လှမ်းနေတယ်လို့မျိုးဒါမှမဟုတ်သူချစ်ရတဲ့ဟာမီစီကိုလက်လှမ်းပေးနေတယ်လို့မျိုးပွင့်အားသွားပါတယ်။ဟာမစ်ကတော့ဒီပန်းလေးပွင့်လာတာကိုစောင့်ကြည့်ရင်မြေရီကြားထဲကနေပြုံးလိုက်ပါတယ်။ကိုဒီကဘာပေါ်မှာရှောက်လန်းနေသူမင်းဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ပါဘူးအချစ်ရဲ့လို့သူကတူတူလေးပြောလိုက်ရင်းနဲ့ဒီပန်းကလေးကိုချီရသူရဲ့နာမည်တိုင်းခရိုကတ်လို့ပြီးခဲ့တယ်။အခုခေတ်မှာဈေးကြီးဆုံးဟိတ်ခံမွေးချိုင်ဖြစ်တဲ့ saffron ဆိုတဲ့ကုန်းကူမန်ကိုထုတ်ပေးတဲ့ပန်းကလေးပဲဖြစ်ပါတယ်။အဲ့ဒီကလေးကစားပြီးတော့နှွေဦးရာသီတိုင်းမှာဟာမစ်ကဒီကဘာကိုအလဲပြန်လာလေးရှိပြီးသူဖြတ်တန်းသွားတဲ့နေရာတွေမှာဒီပန်းကလေးတွေပေါက်လာတတ်ပါတယ်တဲ့။တခါတရံမှာတော့ခရိုကတ်ပန်းကင်းတစ်ခုနာမှာရှက်ရဲနဲ့ပန်းတွေကိုငေးကြည့်နေလေးရှိရဲတဲ့။ဒါကပန်းကလေးတွေဆိုပေမဲ့သူ့အတွက်တော့သူ့ချစ်ရဆုံးသူဖြစ်နေခဲ့တာလေ။မိုးတောင်ရံအချိန်မှာခရိုကတ်ပန်းကင်းကြီးတဲ့အနိကနားထောင်ရင်ခေါ်တန်တူတူလေးကိုကြားရတတ်တယ်တဲ့။ဒါကတော့နှစ်ဖျားတစ်ပါးကသူသိချစ်ရတဲ့သူချစ်သူလူသားလေးကိုတူတူလေးလှမ်းခေါ်နေရဲ့အတန်လေးပေါ့။အဲ့လိုနဲ့ခရိုကတ်ပန်းလေးတွေကထာဝရအမှတ်ရခြင်းအတားအဆီးတွေကြားတဲ့ကမွေးဖွားလာသောချစ်ချင်းမြတ်တာနဲ့ဆုံးရှုံးမှုကနေပြန်လဲမွေးဖွားလာတဲ့အချစ်ကိုဖော်ဆောင်ပေးနေခဲ့ပါတယ်။စီးနှင်းတွေရေးပြောတဲ့ຫນွေဦးရာသီရောက်တဲ့အခါမှာဒီပန်းလေးတွေပေါက်လာလေရှိပါတယ်။အကယ်၍များဒီပန်းလေးတွေကိုတွေ့ခဲ့မယ်ဆိုရင်နာကပ်ပြီးနားထောင်ကြည့်နော်။သူချစ်သူရဲ့နာမည်ကိုရေးရွတ်နေတဲ့နှစ်ဖျားတအုပ်ရဲ့အတန်တူတူလေးကိုကြားနိုင်ဖို့အတွက်ပေါ့လေ။ခုလိုမျိုးဇလန်းလေးတွေကိုကြိုက်နေတဲ့တဲ့ဆိုရင်ကျမရဲ့ channel ကို like and subscribe လေးလုပ်ခဲ့ပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်